ကျေခုပြောမယ့်ခေါင်းစဉ်ကင်တန်ပေါ့နော်ကင်တန်ဆိုတာဘာလဲဆိုလောကပေါ့နော်အဲ့တော့လောကပေါ့နော်လောကတွေအကြောင်းပြောမယ်ဆိုတော့ကင်တန် is ပေါ့နော်လောကဆိုတာဟာ is ဖြစ်တယ်ပေါ့နော် is subdivision of a domain ပေါ့နော်အဲ့တော့လောကဆိုတာဟာ domain လို့ခေါ်တဲ့ဒီနယ်ပယ်ပေါ့နော်နယ်ပယ်ရဲ့တဆင့်ခံအုပ်စုဖြစ်တယ်နော်ဒီအကြောင်းပြောမယ်ကင်တန်လောကဆိုတာဟာ is a subdivision of a domain ဒီနယ်ပယ်ရဲ့တဆင့်ခံအုပ်စုဖြစ်တယ်ပေါ့ဒီအတုံးလေးကဒီချက်ပြောနေကြအတိုင်း of ဒီအပေါင်းလေးက ANDN ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကြောင့်ဘယ်လိုဆိုမလဲဆိုတော့ Akintan is a subdivision of a domain ပေါ့နော် Akintan is a subdivision of a domain ပြန်ဆိုကြည့်မယ် Akintan is a subdivision of a domain ပေါ့နော်အဲ့တော့ the living thing သက်ရှိတွေကိုတဲ့နော်သက်ရှိတွေကို are classify and place ပေါ့နော်မျိုးစားခွဲမယ်ပြလို့ရှိရင်နေရာချမယ်ပေါ့နော် in one of the Akintan လောက6ခုရဲ့တစ်ခုခုထဲမှာမျိုးစားခွဲမယ်နေရာချမယ်ဥပမာလူဆိုလို့ရှိရင်လူကိုဘယ်ကင်တန်ထဲမှာထည့်မလဲယုံဆိုရင်ဘယ်ကင်တန်ထဲမှာထည့်မလဲဥပမာတရက်ပင်ဆိုရင်ဘယ်ကင်တန်ထဲမှာထည့်မလဲစသဖြင့်ပေါ့နော်the living thing လို့ခေါ်တဲ့သက်ရှိအပင်တွေတရားဝါတွေလူတွေကို are classify and place အမျိုးစားခွဲမယ်နေရာချမယ် in one of the Akintan လောက6ခုရဲ့တစ်ခုခုထဲမှာနေရာချမယ်မျိုးစားခွဲမယ်ပေါ့နော်ဒီကြောင့်ဘယ်လိုပြောမလဲဆိုတော့ the living thing are classify and place in one of the Akintan ပေါ့နော် the living things are classify and place in one of the Akintan ဒီကြောင့်ပြန်ဆိုကြည့်မယ် the living things are classify and place in one of the Akintan ပေါ့နော်တတိယအကြောင်းကဘာလဲဆိုတော့ the three domain ပေါ့နော်နေပဲ၃ခုရှိရဲဘာလဲဆိုတော့ဒါလေး off မဟုတ်ဘူးเนาะဒီဟာကိုဆက်ပြီးတော့ရေးထားတာ bacteria archaea နဲ့ eukarya ဖြစ်တယ်နော်သူတို့တွေဒီ diverge တော့ခွဲပြပြီးတော့ရှိနေကြတယ် early ဆိုအစောပိုင်းမှာ in the history of life သက်ရှိတွေရဲ့ဒီတမိုင်းကြောင်အစောပိုင်းမှာဆိုဒီ၃ခုခွဲပြပြီးတော့ရှိနေတယ်ပေါ့နော်အဲ့တော့ the three domain ၃ခုရှိမယ် bacteria archaea and eukarya တို့ဒီနော် bacteria ရှေ့ကျသော bacteria နဲ့ eukarya တို့ဒီ diverge early အစောပိုင်းမှာသူတို့အုပ်စုခွဲထားတယ် in the history of life သက်ရှိတွေရဲ့တမိုင်းမှာပေါ့နော်အဲ့ဒီဟာဘယ်လိုဆိုမလဲဆိုတော့ the three domains bacteria archaea and eukarya diverge early in the history of life ပေါ့နော်The three domain bacteria, archaea, and eukarya diverge early in the history of life. ဒါဆိုကြည့်မယ် The three domain bacteria, archaea, and eukarya diverge early in the history of life ပေါ့နော် Subsequently နောက်ပိုင်းမှာဆိုရင် many ဆိုတာများစွာသော new kinds of organism သက်ရှိအသစ်တွေမျိုးစားတွေအများကြီး had evolved ထွက်ပေါ်လာတယ်ပေါ့နော် subsequently နောက်ပိုင်းမှာဆိုရင် many များစွာသော new kinds of organism သက်ရှိနော်အသစ်တွေဒီ have evolved ထွက်ပေါ်လာတယ်အဲ့တော့ဒီကြောင့်ဘယ်လိုဆိုမလဲ subsequently many new kinds of organisms have evolved နော် subsequently many new kinds of organism have evolved ပေါ့နော် subsequently many new kinds of organism have evolved ပေါ့နော်ဟုတ်ပြီတော့ each of these Akintan ဒီလောကတစ်ခုစီမှာဆိုရင် has ရှိတယ် its own set of characteristic သူ့ရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာတွေရှိတယ်เนาะ each of these Akintan ဒီလောက6ခုတွေကတစ်ခုစီမှာဆိုရင် has ရှိတယ် its own set of characteristic သူ့ရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာเนาะတသက်စီရှိတယ်ပေါ့เนาะဒါကိုဘယ်လိုဆိုမလဲဆိုတော့ each of these Akintan has its own set of characteristic each of these Akintan had its own set of characteristic each of these Akintan had its own set of characteristic เนาะဟုတ်ပြီဒီချက်အစားဆုံးတစ်ခေါက်မြန်မာလို့ပြောပြပါမယ်ပေါ့နော်ကင်တန်ဆိုတာလောကတွေပေါ့လောကဆိုတာဟာနယ်ပယ်ရဲ့တဆင့်ခံအုပ်စုဖြစ်တယ်ပေါ့နော်သက်ရှိတွေကိုမျိုးစားခွဲတဲ့နေရာချတယ်ကင်တန်6ခုတွေကတစ်ခုမှမျိုးစားခွဲတဲ့နေရာချတယ်ဒိုမိန်း3ခုရှိတယ်ဘက်တီးရီးယားရဲ့အာခီရာရဲ့ယူကာရာရဲ့ဒီသက်ရှိတွေရဲ့တမိုင်းကြောင့်အစပိုင်းမှာသူတို့ကအုပ်စုအဲ့လိုခွဲထားတယ်ပေါ့နော်နောက်ပိုင်းမှာဆိုရင်သက်ရှိအသစ်တွေပို့ပြီးတော့ထွက်ပေါ်လာတယ်ပေါ့နော်ကင်တန်တစ်ခုစီမှာဆိုရင်သူ့ရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာတွေရှိအော်ဒီချက်တို့ဒီကြောင်နှစ်ခေါက်တူလို့ဆိုကြည့်ကြမယ် Akintan is a subdivision of a domain Akintan is a subdivision of a domain the living things are classified and placed in one of their six kingdoms the living things are classified and placed in one of their six kingdoms the three domain bacteria archaea and eukarya diverge early in the history of life The three domains, bacteria, archaea, and eukarya diverge early in the history of life. No? Subsequently, many new kinds of organisms have evolved. Subsequently, many new kinds of organisms have evolved. Each of these Akintan had its own set of characteristics. Each of these Akintan has its own set of characteristics. အစအဆုံးတစ်ခေါက်တူလို့ဆိုကြည့်ကြမယ် Akintan is a subdivision of a domain. The living things are classified and placed in one of their six Akintan. The three domain bacteria, archaea, and eukarya diverge early in the history of life. Subsequently, many new kinds of organisms have evolved. Each of these Akintan has its own set of characteristics. အားလုံးရမယ်လို့ထင်ပါတယ်